နောက်တစ်ခုကကျွန်တော်တို့နှိုင်းရှင်တဲ့အခါမှာဒီတစ်ခုလည်းရှိတယ်ဒီတစ်ခုလည်းရှိတယ်နှိုင်းရှင်တဲ့အခါမှာကျွန်တော်တို့ဝကိုအသုံးပြုလို့ရတယ်ဆိုတော့ကျွန်တော် Rebon လေးကြည့်အောင် Oniku wa suki da kedo sakana wa kirai Oniku wa suki da kedo sakana wa kirai ကျွန်တော်အသားကိုကြိုက်ပေမဲ့ငါးကိုမကြိုက်ဘူးဆိုတော့ကျွန်တော်အကြောင်းအရာနှစ်ခုရှိတယ်ရာဝတ္ထုနှစ်ခုရှိတယ်ဆိုရင်ကျွန်တော်အရှိဟာကိုလည်းဝနဲ့သုံးလို့ရတယ်အနောက်ကဟာကိုလည်းဝနဲ့သုံးပြရတယ်ဆိုတော့နံပါတ်2ကိုကျွန်တော်ကြည့်လိုက်အောင်このリンゴはそのリンゴより大きいနေရာမှာအရာဝတ္ထုနှစ်ခုစလုံးကတူတယ်ဒါပေမဲ့ကျွန်တော်တို့大きさကြီးတာနဲ့ငယ်တာကိုနှိုင်းရှင်တဲ့အခါမှာကျွန်တော်တို့ဒီဟာဝကိုသုံးရမယ်ဆိုတော့ဒီပန်တီကဒီပန်တီထက်ကိုပို့ပြီးတော့ကြီးတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဝကိုသုံးထားတယ်နောက်တစ်ခု私の犬はあなたの犬より元気ဆိုတော့ဒီနေရာမှာ犬ဖြစ်ပေမဲ့ရှမ်းမာတာတွေနှိုင်းရှင်တဲ့အခါခိမိုချီကျွန်တော်လက်နဲ့စမ်းသပ်လို့မရတဲ့ဟာကိုနှိုင်းရှင်တဲ့အခါမှာလည်းဝါကိုသုံးပြရတယ်။တော့ကျွန်တော်နောက်တစ်ခုမှတ်ထားရမှာကဝါဒီကျွန်တော်ခုရာဘဲတို့နှိုင်းရှင်တဲ့အခါမှာလည်းဝါကိုသုံးရတယ်။